မေတမှုရဲ့ချစ်တာဖေးတစ်ခုခွေအိမ်အောင်ရှင်းဖြစ်ခြင်းမေးမယ်ပြောလွယ်လာတယ်သဘောတွေမလာတယ်ဝေကိုပြီးရအောင်ရှာမှဘွားရှိရင်မေနှုတ်ဆက်မပြီးရင်အဲ့ဒီဝေပဲခွေရက်ပြအောင်ရအောင်ရှာမယ်မောရီပန်းနေသဘောမှမထားလို့ရဲ့အလုတ်ကိုမပြတ်အောင်စက်ခါလို့ပါမယ်ဟဲ့ရွှေကြီးမောက်တီဝီမတ်ရွှေကြီးရွှေကြီးလေးမင်းနဲ့ငါနဲ့ခွေဒီတမိုးကိုနေရတွေ့ကားကောင်းလို့လက်ထပ်ပူရေးတွေ့ပြောတော့မယ်ပတ်လုံးအလုပ်တွေကြိုးစားပါမယ်သုံးဖို့များတော့စောလာချလာလို့မစိတ်ကညာမေတမှုရဲ့ချစ်တာဖေးတစ်ခုရဲ့အိမ်အောင်ရှင်းဖြစ်ခြင်းလေးနဲ့ပြောလွယ်လာတဲ့သဘောတကယ်ကမချင်ဝေကိုပေးရအောင်ရှာမှဘဝရှိရင်လည်းအနှောက်အယှက်မပြေနဲ့အဲ့ဒီငွေရဲ့ကွယ်ရက်ကရခါရအောင်ရှာမယ်မော်ရီပန်းနေသဘောမှမထားလို့ရဲ့အလုတ်ကိုမပြတ်အောင်စက်ခါလို့ပါမယ်ဟဲ့ရွှေကြီးမောင်ထေဝီမတ်ရွှေကြီးရွှေကြီးလေးရဲ့မင်းနဲ့ကိုနဲ့ကွယ်ဒီတမိုးကိုရတွေ့ရင်နေ့ရက်တွေခါကောင်းလို့လက်ထပ်ပူရင်တွေ့ပြောတော့မယ်အိမ်အောင်ရှင်ချစ်ချင်လာတဲ့ချောနမောနာကွယ်ချစ်ခွေမပိုင်လေးတမရဲ့တကယ်မအေးရတော့တယ်သစ္စာမြတ်တာချစ်တရားတွေချွေချစ်တာပဲလို့မောင်နေတာနေရပါရင်မော်နေပန်းတဲ့သဘောမှမချလို့ရင်မုံငေါရောင်းလာမောင်လုံးချီပါမယ်ပြောင်းမောင်ရင်ချစ်သူချစ်တဲ့သူတို့ကွယ်ဒီတမောကငါတွေ